အခုဆိုလို့ရှိရင်တော့မုံဆိုးတောင်ကိုသွားဖို့အတွက်ကျမတို့ဟာရင်ပြင်ကနေပြီးတော့ဆင်းလာပါတယ်ဒါဆိုရင်တော့ရိုးရိုးလေးကက်ဖီယန်ဘာကနေပြီးတော့လှမ်းရိုက်ထားတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ရှင်ပတ်ဝန်းကျင်မှာလည်းမြူတွေဆိုင်းနေပြီးတော့အခုဆိုရင်တော့နေဝင်စည်းစာနေထွက်တော့မဲ့အချိန်လေးဖြစ်ပါတယ်ရှင်နေလုံးရဖြည်းဖြည်းနဲ့စာတင်ပြီးတော့ထွက်လာပါပြီရှင်ကဲပတ်ဝန်းကျင်အားဆိုလဲနေလို့လည်းကောင်းပါတယ်။အော်မမှန်လေးပါရှင်။ကဲအခုဆိုရင်တော့အမောတကွားနဲ့တက်ခဲ့တဲ့နေရာလေးမှာဒီလိုပုံလှလှလေးတွေရိုက်ပြီးတော့ကိမ့်မပျော်နေပါပြီရှင်။၆တုံးပေါ်မှာမနေတက်ပြီးတော့ရိုက်ခဲ့ရပါတယ်။ကဲလေကားပေါင်းများစွာကိုတက်ဖို့အတွက်ကိမ့်မအဆိုင်ပြင်းနေပါပြီရှင်။တောင်များစွာဒီကားပေါင်းများစွာကိုဖက်နှက်မပါဘဲနဲ့တော်တော်ကြီးကိုတက်ခဲ့ရပါတယ်။